အဲ့တော့ကျွန်တော်ဗီတာမင်မှာ တိုင်းလေးပါ ဟုတ်ကဲ့ပါ ကျွန်တော်တို့ကာရီတာလေးတွေကတော့ဟိုပါပေါ့ကြွာသားလေးနဲ့မြို့သားလေးနဲ့ပေါ့နော် ခဏထားလိုက် မတူညီတဲ့ပုံစံလေးနဲ့လည်းတွေ့ရမယ်ပြီးရင်အကြီးစရာဟာတာလေးလည်းတွေ့ရပါမယ် ကျွန်တော်တို့ကဒီထဲမှာတော့ဟိုပွင့်နေပြောရင်တော့မရင်းသေးဘူးပေါ့နော်ကျွန်တော်ကမြို့ကနေပြီးတော့ဒါပေမဲ့အရန်ကိုချစ်ခင်တဲ့ညီကို2ယောက်ပေါ့နော်တင်းတင်းမြတ်မြတ်နဲ့စီစီလုံးလုံးနဲ့ရာရာကိုချွတ်ဖြတ်သွားတဲ့ပုံစံမျိုးလေးတရုပ်ဆောင်ထားပါတယ်ခင်ဗျာ ဟုတ်ရရအောင်ရင်ဆိုင်ကြော်ပြတ်ပြီးတော့ပေါ့နော် ဟုတ်ကဲ့ တယောက်ခက်ခဲတွေတယောက်ကကိုကြီးဖြည့်ရှင်းရင်း ဖြ နဲ့ ည့်ရှင်းရင်းနဲ့ အဲ့လိုမျိုး တင်းတင်းမြတ်မြတ်ပေါ့ တင်းမြတ်မြတ်တတ မြတ်တတဟုတ် နိုင်ချင်းမှုမရှိ ဟုတ်ကဲ့သူကလည်းကျွန်တော်ကိုဆိုလို့ရှိရင်ရိုင်းပင်းကူညီရယ်ကျွန်တော်လည်းသူ့ကိုဆိုရင်ရိုင်းပင်းကူညီရယ်အဲ့လိုကာရိုက်တာလေးပေါ့ ကာရိုက်တာလေးပါပဲဟုတ်ပေါ့ပပလေးပဲဟုတ် ဘာမှမပါသလိုပဲစီစီလုံးလုံး အဲ့ဒါတွေအားလုံးနဲ့ပြောင်းပြန်ပါကျန်တဲ့တယောက်ကမြင်တာနဲ့တတ်တာပေါ့အဲ့လိုမျိုး ဘယ်လိုဝေးရမလဲဘယ်လိုအနိုင်ကျဘယ်လိုစေးထုတ်ရမလဲတွေးနေ တကယ်တော့ရှိုင်းလေးမကောင်းတာပါ သူစတာပါ ဧည့်သည်လေဧည့်သည်ကိုကောင်းကောင်းမွန်မွန်မဆက်ဆံတဲ့အပြင်ဟိုမှာဧည့်သည်ရဲ့အမောက်ကိုခွန်ကြောင်သေးတယ် ဧည့်သည်လိုမနေလို့လေအဲ့ဒါ ဧည့်သည်ရဲ့အမောက်ကိုခွန်ကြောင်သေးတယ် ကြောင်တင်းတယ်လေလှတယ်လေဘာမို့ဧည့်သည်သူ့မကြောင်လို့ဖြစ်တာသူ့ကြော်ပြီးအမကိုကြောင်လိုက်ပြီးတော့အဲ့လိုမျိုးကွာ ဩစပါနဲ့ခင်ဗျာ စပါနဲ့ ကလေးတွေပဲရှိပါသေးတယ် ဟုတ်တယ်အရန် ဧည့်သည်ကပွင့်လင်းပြောရင်တော့ခရီးရမ်းပန်းလာတဲ့ကောင်လေးပေါ့နော်အားကြောင့် လို့တာပဲမပန်းမပန်းတက်ထွက်သွားတာမသိဘူးဟမ်နိုင်တာဗောအဲ့တော့ကတော့ခါနာတယ်ဒါပေမဲ့နိုင်တယ် ခနာပါတယ်ခနာ နား ပါ ပါညှာပါ3ကောက်4ကောက်လောက်ပဲချိလိုက်ရတယ်အဲ့မှာရီနေရမမိလားဆိုင်လို့ရှိတာလေ ရှိနေတော့ သူအဲ့ဒါရလောက်ပြောတဲ့အချိန်မှာခဏခဏရီလို့ဆိုရော ပြန်ကြည့်ရတော့မယ်ပြန်ကြည့်ပြန်ရှိမယ် မှတ်တရပဲ သူ့ကိုနှလုံးနဲ့ထိုးတာလေဟိုနှလုံးသားနဲ့ ဟမ် ဟိုအဲ့နှလုံးကဘာလဲဆိုတာဇက်ကားပြတဲ့အချိန်မှာတွေ့နေတယ်နော်တော့ပါပြီစမ်းစာရေးညှိကုန်ပါအောင်မယ် ငါပြောစီရလားဘာမင်းမဖြေဘူးမဖြေဘူး ဖြင်းချက်ခွဲသွားမှာလေဖြင်းချက်ခွဲသွားမှာမဖြေတော့အာ3ကပါ လေးကလို့ပြောနေတယ် 4ကတည်းကမရဘူး 3ကလောက်ပေါ့ 3ကလောက် နော်ဟမ်သိမရှိတော့သူ့ဇကားတွေကလိုပဲဟုတ်လားဘာမှမလုပ်ပြပါဘူးခြိလိုက်ပါတယ်နော်ဖတ်ပြေးသွားတယ် အဲ့ဒါတွေကဇက်ကားထဲမှာမပါဘူး ဇကားတွေမပါဘူး ဖြတ်လိုက်တယ် လက်တီးတွေအပြေးလက်တီးတွေ အဲ့ဇက်ကားပူတယ် အဲ့ အဲ့ ချက်နေတာ तू ရီချင်းနေတာအဲ့ကံမှာဘာဖြစ်နေမှမသိဘူးဟမ် တော့ကြတွေ့ကြုံရှိအောင်မရှက်ဘူး တားရှက်တယ်ဘလို့တွေးကြုံချက်ခြီးဘူးရဲ့လို့ပြောလိုက်တာလား ဟုတ်ဘူးလေစတာပါကားရိုက်အတွေ့ကြုံကားရိုက်အတွေ့ကြုံဟုတ်ဘိုက်စာပြီခင်ဗျ ဟုတ်တယ် ဘိုက်စာပြီခင်ဗျဘိုက်စာပြီခင်ဗျ သူ့မချီးဘူးပါဘူးသူကပဲပြန်ချီရလေ ဘိုက်စာပြီခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ခုလို့ကျွန်တော်အခုဒီဂုတ်ကချွေးရကြတော့ဒီဘောင်းမီကိုဖြတ်တန်းပြီးတော့ခြေတလုံးကိုရောက်နေပြီ မယုံ ပြမယ် ရ နဖူးကချွေးချေမမဟုတ်ဘူးတကယ်ခြေတလုံးရောက်နေပြီဆိုတော့လေ ဟုတ်တယ်တော်တော်ရွှဲနေပြီဟောမှာ ရှုံးတာဆိုင် ယုံနေ ရုံးလိုက်ပြီးကြတော့ တကယ်ကြတာသူကအားကြောင့် အကြောင်းမို့လေ ဒီရတဲ့ဒီထဲမှာလည်းလေးဟာကလေးတွေဆိုတော့ဘယ်လိုလဲမလားဟာကလေးတွေ တိတ်မလွဲဘူးပေါ့နော်ဘာလို့ဆိုတော့တကားလုံးလွဲသွားတာဟုတ်ဟာတာလည်းတိတ်မလုတ်ထားဘူးတကားလုံးပဲအဲ့ဆိုတော့ကြီးချူပေးကြပါအောင်ပူနေပြီကလေးကဟောဘလို့ရှိုင်းရောကျွန်တော်ရောရဲ့ very first comedy ပါဟုတ်တယ်နော်ဒါပထမဦးဆုံး comedy ဖြစ်တဲ့အတွက်ကြောင့် very first comedy first ဂွန်အီရဲ့ ဂွန်တီရဲ့ မဟုတ်ပါ မဟုတ်ပါဘူးအဲကျွန်တော်တို့နေရာလုံးမလုတ်တဲ့ပေါ့နော်စူးစမ်းထားတယ်ပေါ့နော်ဒီ comedy မှာအဲ့ဒါပါပဲဒါတော့ဖြစ်ချင်းဝင်အလားမယ်ကိုတောက်ကြစနေလေးမှာတော့အဓိကအများကြီးပို့ပြီးအားပေးဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာအဲ့တော့ဘဝမော်ရီပြဖို့အတွက်လာပြီးကြည့်ရှုဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတတ ခင်ဗျာအာစကူးစားပြီးတော့ဒါရုပ်တည်ပြသပြီးဖြစ်ချင်းဝဲလာမယ်ဇကားရုပ်တည်ပြသပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ချေရရဲ့အနေနဲ့ရရကရုပ်ရှင်ရှင်ပရိသတ်များအားလုံးပဲခင်ဗျာဘောမော်ရီခဏတာပြေပြောက်စေဖို့အတွက်လာရောက်အားပေးကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ တင်စားမိ